ပတ်စံ9000နဲ့ဟင်းနဲ့စာကိုဘလို့ချက်ပြမလဲဆိုတာကိုအဆုံးထိလိုက်ကြည့်နော်ဒီရဲ့ပုံမှန်ဆိုချက်သားကို9000မို့1000မို့ဝယ်တယ်အခုတော့3000မို့ဝယ်လိုက်တယ်နောက်ပြီးတော့ခရမ်းသီးရခိုင်ချက်ဖို့အတွက်ခရမ်းသီး1000မို့ဝယ်မယ်နောက်ဆုံးတစ်ခုကချက်သားစီပြန်ရင်ချက်ဖို့အတွက်ခရမ်းညင်သီး1000မို့ဝယ်မယ်ပြင်ရောက်ပြီဆိုတော့ねတီတီကချက်သားကိုရေပြောင်းစေးလိုက်တယ်ပေါ့နော်စားနှနွေးအချုံမုံရုပ်ကောင်းမုံနဲ့နေပြီးတော့တီတီကရေကန်လေးလုံးထားလိုက်တယ်ချက်သားကိုအရင်လုံးပြီးသွားပြီဆိုတော့ချက်သားချက်ဖို့အတွက်ခရမ်းညင်သီးချက်သွန်ပြူဂျင်းတို့ကိုထောင်းပြီးတော့စီချက်တက်လိုက်တယ်ပေါ့နော်စီချက်တက်ပြီးသွားပြီဆိုရင်တော့လုံးထားတဲ့ချက်သားလေးကိုဒီထဲမှာစီလေးနဲ့ကြော်ပြီးတော့ရေလေးထည့်ပြီးတော့ချက်ပေးလိုက်တယ်ပြီးတော့စီပြိုင်နဲ့ချက်လိုက်တယ်ပေါ့နော်ခရမ်းသီးကတော့ဒီနေ့တညနေစာအတွက်ပဲချက်လိုက်တယ်ခရမ်းသီးကိုတော့တီတီကရခိုင်ချက်လေးချက်စားလိုက်တယ်အရင်ဆုံးငပိကြော်ပြီးတော့ချက်သွန်ပြူနဲ့ငရုတ်သီးစိမ့်လေးကိုစီချက်တက်ပြီးတော့ခရမ်းသီးလေးကိုထည့်ပြီးကြော်ပြီးတော့ရေလေးနဲ့အောက်လိုက်တယ်ပေါ့နော်ကဲအခုဆိုရင်တော့အနမ်းရတာနဲ့ပြည့်ပြည့်စုံနဲ့ချက်သားချက်နှစ်နက်စာနဲ့ခရမ်းသီးချက်တစ်နက်စာရပါပြီရှင်ခရမ်းသီးချက်ကတော့မနက်မှာပဲထပ်ချက်တော့မယ်ပေါ့နော်အဆုံးထိကြည့်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုကအဆုံးတော့မဆုံးသေးဘူးနောက်မှစားထားတဲ့ဗီဒီယိုရှိသေးတယ်အဆုံးထိကြည့်ပေးတော့နော်နောက်ထပ်ဘလော့တွေအများကြီးကိုထည့်ရအောင်မမို့လို့လဲထပ်ပြီးတော့လည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် bye bye see you the next vlog